နိုင်ငံမှာရှိတဲ့အလုပ်လုပ်နေတဲ့အခုအထည်ချုပ်တွေဗလာချုပ်ဆက်ချုပ်ချုပ်ဘာချုပ်ညာချုပ်တွေကိုပစ္စည်းအခုအော်ရာမာတဲ့နိုင်ငံတွေရှိတယ်။အဲအော်ရာမာတဲ့နိုင်ငံတွေကမမှားအောင်လို့ဒီ ILO ရဲ့ဟွာရစီမင်းစည်းကမ်းရအောင်မအောင်လို့ဒီစက်ရုံလုပ်သားတွေအခြေခံလုပ်သမားတွေတော့ကတော့အရန်ထိခိုက်သွားတယ်။ lobby တွေပြောတာကစက်ရုံတွေတော့ပေးကုန်တော့မှာပဲ။နော်အခြေခံလုပ်သမားတွေတော့ဒုက္ခရောက်ပါဘဝပြတ်ပါပြီလို့ပြောပါတယ်။အဲ့ဒီမှာ sanction ဆိုတဲ့စီးပွားရေးပိတ်ဆို့မှုဆိုတဲ့စကားလုံးတစ်လုံးမှမပါပါဘူးဗျာ ကဲကြားလိုက်တိုင်းတေချာပြိုးပြဲပြီးဖတ်ပါလို့ကျွန်တော်အဲ့ lobby တွေကိုပြောချင်ပါတယ်စစ်တပ်ရဲ့ဂွင်ပေါ့ဗျာမသူ့သားသမီးနဲ့ပေါင်းတယ်တို့ဟိုဟာတို့ပေါင်းတယ်ဒီမင်းသားတွေမင်းသမီးတွေအဲ့ဒီလူတွေတော့ထိမှာပဲနော်အဲ့ဒီလူတွေအခြေခံလူတန်းစားတော့မဟုတ်အဲ့ဒါတော့ရှင်းအောင်ပြောပြမယ်နော်ဒီအချိန်မှာဆေးအုပ်စုနဲ့ဟိုဗီဒီယိုရိုက်တာတို့ရုပ်ရှင်ကုမ္ပဏီတို့ဆေးသွင်းတာတို့နောက်ဆုံးပါလေဟိုဆိုလာပြားတွေသွင်းတဲ့လူတို့အဲ့ဒါတွေအားလုံးကမင်းအောင်နိုင်သားသမီးလောက်တာတော့အဲ့ဒါတော့အကင်ခံရမှာအဲ့ဒါတော့ကဲတော့ကျွန်တော်ဒီကနေ့ဇွန်လ9ရက်နေ့ဒီကနေ့မနက်ပိုင်းထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေကိုတက်နိုင်တဲ့လောက်ချင်းချုံပြီးတော့ဖတ်ပြပါမယ်ပထမဆုံးသတင်းဆိုရင်တော့မနေ့ကကျွန်တော်တို့ဖတ်ပြသွားခဲ့တဲ့ ILO ကျွန်တော်တို့ Article 33 ရအကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းပါတိုက်ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကိုနီလာခံမှာတော့အတီးပြုကျွန်တော်ဆုံးဖြတ်ချက်အပေါ်ကိုအကြမ်းဖက်စစ်ကောင်စီကမနေ့ကဘလို့တုံ့ပြန်လဲဆိုတော့အဲ့ဒီ ILO အရေးယူပြီးဆုံးဖြတ်ချက်အပေါ်ကိုစိုးရိမ်စရာမရှိပါဘူးဆိုပြီးတော့စစ်ကောင်စီကတော့အသေးအံကိုတုံ့ပြန်တယ်ဒီပြိုမှာပဲ ILO ပုံမှန်33ရအရေးယူဟန်အတီးပြုမှုအပေါ်ကိုလည်းစိတ်ပြေကြောင်းစစ်ကောင်စီကတော့စိုးထားပါတယ်ဆိုသတင်းမှာပဲအပြည့်အစုံကျွန်တော်ဘေးနားမှာခြာပေးထားပါတယ်ဘာကြောင့်ကျွန်တော်အကျယ်လုံးမပြောလဲဆိုတော့နောက်မှာအဲ့ဒီကိစ္စကို10မိနစ်စာလောက်ရုပ်သံဗီဒီယိုဖိုင်တွေ lobby တွေပြည်သူတွေကြားထဲမှာဘလို့တွေအထင်မြင်မအောင်သတင်းမဝါရမိုင်းဖြန့်လာတဲ့ကိစ္စတွေကိုဒီအလုံသမားတမကများအဖွဲ့တာဥက္ကဋ္ဌဥမမောင်ပြောထားတဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့ကျွန်တော်ရှင်းတွဲပြီးတော့နောက်မှာဗီဒီယိုဖိုင်အရှိကိုကြည်သွားဖို့ရှိတယ်ဆိုတော့ကကျွန်တော်အကျယ်တွင်ပြန်ပြီးတော့မပြောတော့အကြမ်းမဲ့စစ်ကောင်စီကတော့ဟိုတို့နေရာသိတဲ့အတိုင်းပဲစီးပွားရေးပိတ်ဆို့လာဒုံမို့ပါဆိုပြီးတော့အခုလဲအဲ့ဒီ ILO ပုံမှန်33ရအရေးယူဟန်အတီးပြုဆုံးဖြတ်ချက်အပေါ်ဒါသူတို့ဘက်ကအလိုတရားပင်စိတ်ပြကြောင်းဒါလုံးဝစိုးရိမ်စရာမရှိပါဘူးဆိုပြီးတော့စစ်ကောင်စီကတော့မနေ့ကတုံ့ပြန်လိုက်ပါတယ်ဆိုတော့ပထမဆုံးသတင်းပါပဲကဲတော့ကျွန်တော်လာပါပြီတိုက်ပွဲတွေဘက်ကိုလှည့်လိုက်အောင်ဆိုတော့ကပထမဆုံးသတင်းကောင်းတစ်ပုဒ်ဆိုရင်တော့မင်းညရရဲ့အဲ့ဒီကိစ္စသိတာဒါမှလည်းစစ်ခွေးတွေအသေးပြောစည်းကိုအတိအကျသိကျင်လို့အဲ့တော့ဒီနေ့မနေ့ဆိုရင်ပဲခူးတိုင်းတောင်ငူခရိုင်အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့အထက်ကပေါင်း10ရေလွှဲတမန်စခန်းကို PDF များဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က17ဦးခန့်သေဆုံးပြီးတော့စခန်းနဲ့လက်နက်ခဲယမ်းများကို PDF တွေကရရှိပါတယ်ဆိုတဲ့သတင်းကောင်းပါပဲအချင်းချင်းကတော့ဇွန်လ3ရက်နေ့မနေ့ပိုင်းကစစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့အထက်ကပေါင်း10ရေလွှဲတမန်ဂေစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေစခန်းသိမ်းတိုက်ပွဲဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ2နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား3ယောက်သေဆုံးပြီးတော့4ယောက်ထိခိုက်ဒဏ်ရာရကစခန်းကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်ဆိုပြီးတော့ ADG Brother တပ်ဖွဲ့ကတော့စင်းထုတ်ပြန်ထားတယ်တင်စီရမိတဲ့လက်နက်ခဲယမ်းတွေလည်းရှိတယ်ဒါအပြင်မှာပဲအဲ့ဒီစခန်း800ကိုထပ်မံရောက်ရှိလာတဲ့အင်အား60ပါတဲ့အကြမ်းဖက်စစ်ခွေးတပ်စစ်ကြောင်းကိုလည်းတော်လိုင်းတပ်တွေကအသင်းစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာမျက်မြင်သေဆုံးသူ10ယောက်ရှိခဲ့ပါတယ်ဆိုတော့ကပရမ2နိုင်ခန့်တိုက်ပွဲမှာ3ယောက်သေတယ်စစ်ကူလာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတဲ့အချိန်မှာ10ယောက်သေတယ်ဆိုတော့ကအလုံးပေါင်းစစ်ခွေးစုစုပေါင်း7ကောင်လောက်မုံအားပဲဖြစ်သွားပြီးတော့ခပောင်း10ရေလွှဲတမန်စခန်းကိုလည်း PDF တွေသိမ်းပိုက်ရရှိပြီးတော့လက်နက်ခဲယမ်းတွေပါရရှိပြီးတော့စခန်းကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်ဆိုတော့ပထမဆုံးသတင်းကောင်းပါပဲတစ်ဆက်တည်းမှာပဲဒါကျွန်တော်တို့ပလဲမှာတကြော့ပြန်တိုက်ပွဲတွေဖြစ်နေပြီးတော့စစ်အုပ်စုကတော်တော်လေးကိုအထိနာနေလို့ဒါဝိုင်တွဲလီအနေနဲ့လေကြောင်းသုံးပြီးတော့ဘုံကျဲတိုက်ခိုက်နေတဲ့နေရာကိုတခြားမဟုတ်ဘူးကန်တောင်းကြီးရွာနေမီရဲစခန်းဒီနေ့ဆိုရင်ဒါ9ရက်မြောက်လား6ရက်မြောက်နေကိုဖြစ်လာပြီတော်လိုင်းပူပုံတပ်ဖွဲ့ဝင်တွေဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်လို့အကြမ်းဖက်စစ်ခွေးတပ်ဘက်ကစစ်ခွေးရဲခွေးပြူခွေးတွေတော်တော်လေးကိုအထိနာနေပြီးတော့စစ်ခွေးတပ်အယိုးကိုက်လောပြီးတယ်လိုင်းမော်တက်ပြီးတော့လေကြောင်းအကူအညီတောင်းတဲ့အထိပါတိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေဆိုတော့နောက်ဆုံးသိရတဲ့ကန်တောင်းကြီးရွာနေမီရဲစခန်းရဲ့အခြေအနေဆိုရင်အခုအဲ့ဒီရဲစခန်းရှိကဘန်ကာကိုတော့ယာပြီးသွားပြီရဲစခန်းအရှိဘက်နဲ့တောင်ပတဲ့ထိအောင်ထိုးဖောက်ဝင်ရောက်နိုင်နေပါပြီဒါပေမဲ့အဲ့ဒီစခန်းဟာနေမီစခန်းဆိုပေမဲ့အကျယ်ဝန်းက10ဧကတိလောက်ရှိတယ်လေ10ဧကဆိုရင်တော်တော်လေးကိုမနှဲကျပါတယ်အပီးရအောင်တိုက်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့တိုက်နေကြတာပါလေကျွန်တော်တို့နေမှာရဲစခန်း၄ခုရှိတဲ့အထက်ကပလဲရဲစခန်းပြီးရင်အဲ့ဒီကန်တောင်းနေမီရဲစခန်းအကြီးဆုံးပါပဲဆိုပြီးတော့တိုက်ပွဲတွေဒီနေ့ဆိုရင်9ရက်မြောက်6မြောက်တွေကိုရောက်ရှိလာပြီတော်တော်လေးကိုကျွန်တော်ပြင်းထန်နေရဲ့စစ်ခွေးတပ်ဘက်ကတော့အထင်နာလေးကိုလေချောင်းသုံးပြီးတော့ခုခံနေရပါဆိုတဲ့သတင်းမှာနောက်ထပ်ကျွန်တော်သတင်းတစ်ခုဆိုရင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်ရရှိပြီးတော့အခု KNU ကဗာဆက်ပြောတာလေဆိုတော့
နေဆက်ကိုထိန်းချုပ်နိုင်ရန်စစ်ကောင်စီစခန်းများကြံနေသေးတဲ့စခန်းတွေကိုလည်းဇက်တိုက်ကျွန်တော်တို့စစ်စင်နေပါတယ်ဆိုပြီးတော့ KNU ကပြောလာပါတယ်ကိုချရောက်ဖို့ကိုရတဲ့အနေထားမှာကိုရဲ့ဝင်လမ်းကြောင်းတွေကအင်မတန်မှအရေးကြီးပါတယ်ဘယ်သူမှလည်းလာပေးတာကိုအဲဒါကြောင့်ကိုချလောက်ပေါ်ကိုရက်တည်နိုင်မှုကိုနေဆက်စခန်းမှာပိတ်နေတဲ့ဒီစခန်းတွေအားလုံးစခန်းကြီးပဲပြောတေးပဲပြောလုံးဝမထားတော့ပါဘူးဆိုပြီးတော့နေဆက်ကိုထိန်းချုပ်နိုင်ရန်ကြံရှိနေတဲ့စစ်ကောင်စီစခန်းတွေကိုဇက်တိုက်ကိုစစ်စင်ရေးစင်နေပါတယ်လုံးဝမထားတော့ပါဘူးဆိုပြီးတော့ KNU ပြောထားတဲ့တရင်အပြည့်စုံလဲကျွန်တော်ဘေးနားမှာခြာပေးထားတယ်စစ်ခွေးတက်ကတော့သူတို့ကစခန်းတွေတစ်ခုပြီးတစ်ခုလက်လို့ဆုံးရှုံးရလို့အပြည့်မရှိတဲ့ပြည်သူတွေကိုဇက်တိုက်ကျွန်တော်ဘုံကျဲနေတဲ့အတွက်ကြောင့် KNU ကဘလို့တတိပေးလာတယ်ဆိုတော့တော်လိုင်းနေပြည်တော်မှာလူစုလူဝေးမလုံးကြဖို့လဲ KNU ကတော့ကျွန်တော်ဇက်တိုက်ကိုကျွန်တော်တတိပေးလာတယ်ကျွန်တော်ဘေးနားမှာခြာပေးထားပါတယ်နောက်ထပ်တရင်တစ်ခုဆိုရင်မနေ့ကညဖားကမှာလက်နေကြီးပေါက်ခွဲတဲ့အပြုံမှပဲငလင်းပါစက္ကန့်ပိုင်းလောက်ဆိုကျွန်တော်ထပ်ပြီးတော့လှုပ်သွားပါတဲ့သတင်းမှာပဲငလင်းလှုပ်တာတော့ဒါစက္ကန့်ပိုင်းလောက်ဆိုပဲကြားတယ်ဆွဲခါတို့ပုံစံမျိုးလဲအဲ့ဒီအချိန်မှာပဲအဲ့ဒီညမှာပဲကျွန်တော်လက်နေကြီးပါကြောက်ရွံ့တဲ့တို့ကြောင့်ကဘာကိုပြက်နေတာပါပဲဆိုပြီးတော့အဲ့ဒီမှာရှိတဲ့ဒေသခံတွေကတော့ပြောပြထားတယ်အဲ့တော့အဲ့ဒီလက်နေကြီးကြားရောက်ပေါက်ကွဲမှုကြောင့်မိသားစုလိုက်တေဆုံးပြီးတော့ကနဦးသတင်းရဆိုရင်တေဆုံးသူ10ဦးရှိလာပါဆိုတဲ့သတင်းမှာပဲအချင်းချင်းလေးကတော့ဒီဖားကမှာမင်းညပေါက်ကွဲမှုဟာအကြမ်းဖက်စစ်ကောင်စီဘက်ကတပ်မကုန်းဘက်မှာလက်နေကြီးဖြစ်ပြစ်ခတ်ခြင်းဖြစ်ပါတယ်ဆိုပြီးဒေသခံတွေကပြောတယ်သို့တော်လည်းဒါတီးကြတော့အတီးပြုနိုင်ခြင်းမရှိသေးဘူးဒီကောင်လေးလက်ချက်ကတော့ကျင်းတည်တယ်လက်နေကြီးတက်တဲ့ထိမှန်ခဲ့တဲ့အိမ်မှာခလင်းငယ်အပါဝင်မိသားစုလိုက်တေဆုံးပါတယ်ဆိုပြီးတော့ကနေဦးသိရှိရတယ်ခလင်းငယ်အပါဝင်ရုပ်လောင်းရှစ်လောင်းတွေ့ပါတယ်ဆိုပြီးတော့ဒေသခံတွေကလည်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတယ်နောက်ထပ်ကျွန်တော် line ပေါ်မှာဒေသခံတွေကဘယ်လိုရေးထားလဲဆိုတော့ဖားကမြို့နယ်လုံခင်းကျေးရွာအုပ်စုခွန်စာကုန်းခငိမ့်ညမ်းတာယာကျွရအပိုင်း3ဖုန်ကြီးကျောင်းနေရဲစခန်းကြားလက်နေကြီးကိုယူဆပြီးတော့ပောက်ကွဲမှုဖြစ်ပေါ်ပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုတွေမင်းညဖြစ်ပေါ်ခဲ့တယ်ပောက်ကွဲမှုပြင်းအားကပေ900ပတ်ချလဲထိခိုက်ခဲ့ပြီးနေစိန်ထမင်းပျက်စီးခဲ့တဲ့အမိုနီယမ်နိုက်ထရိတ်ထားရနေရာကိုလက်နေကြီးကြားရောက်ပောက်ကွဲရာပေ20ဝန်းကျင်ကျင်းကြိုင်ကြီးကျွန်တော်ဖြစ်ပေါ်သွားပါတယ်ညာတွင်ချင်းတေဆုံးမိကျွမ်းရုပ်လောင်းရှစ်လောင်းတွေးရှိခဲ့ပြီးဒဏ်ရာရရှိသူတို့ရှိပါတယ်ဆိုပြီးတော့မင်းညဖားကမှာလက်နေကြီးပါပေါက်ကွဲတဲ့အပြုံမှာပဲစက္ကန့်ပိုင်းလောက်စာငလင်းပါကျွန်တော်လှုပ်သွားလို့ကဘာပြတ်မတတ်ပါပဲဆိုပြီးတော့ဒေသခံတွေရေးသားဖော်ပြထားတာလေးကိုကျွန်တော်ပြန်လည်ပြီးတော့ share ပေးတာပါလက်နေကြီးကြောက်ရောက်ပေါက်ကွဲတဲ့အင်အားမိသားစုဝင်ခလင်းငယ်အပါဝင်ရှီဦးလုံးကလည်းတေဆုံးသွားပါတယ်ဆိုတော့ဒါကျွန်တော်လူမဆန်တဲ့အကြမ်းပဲစစ်ခွေးတက်တဲ့လက်ချက်ပါပဲကဲတော့မြန်မာနာကဖော်ပြထားတဲ့နောက်ထပ်သတင်းတစ်ခုဆိုရင်ဒီကိစ္စအကြံခဲ့တဲ့2ရက်ကတည်းကကျွန်တော်တို့ကြားတယ်ဒါပေမဲ့ငွေမောင်းဘယ်လောက်လဲဆိုတော့မသိသေးတာပဲရှိတယ်အခုတော့မြန်မာနာကဘယ်လိုဖော်ပြလာလဲဆိုတော့ငလီတန်သိတဲ့မြန်မာကိုတဲ့ကမ္ဘာဖန်ကဒေါ်လာတန်း90ကူညီပါမယ်ဆိုတဲ့သတင်းမှာပဲမဲအောင်လည်းလို့အုပ်စုကတော့အခုလောက်ဆိုရင်တော့ကြည့်ပြီးတော့အပျော်ကြီးပျော်နေလောက်ပြီးပထမတစ်ခါနိုင်ငံတကာထူထမ်းထားတဲ့ငလီကျွန်တော်တို့ပတ်စံနေအကုန်လုံးကလည်းမဲအောင်လည်းလေရင်ဝယ်စီးပြီးတဲ့အပျော်မှာပဲအဲ့ဒီလေရင်အတွင်းပိုင်းမှာတကယ်ကျွန်တော်တို့တကယ်အကောင်းစားတွေမှာပြန်လည်ပြီးတော့ကျွန်တော်ပြုပြင်မုံမှန်ထားတဲ့ဆိုတော့ကခေတ်သစ်မီဒီယာ ND တွေကလည်းဖော်ပြထားတယ်အခုလည်းဒီကောင်လေးဒုတိယအကြိမ်ထပ်ပြီးတော့ခွက်ခုံနေပြန်ပြီဟိုမှာ UWSC နဲ့မိုင်းလာဖွဲ့ရလဲကိုလိုနီဇိုးနဲ့ထပ်ပြီးတော့ကျွန်တော်လှူဒန်းလို့သိရတယ်အခုလည်းကမ္ဘာဘဏ်ကဒီငလီနန်တင်းနဲ့မြန်မာကိုဒါဒေါ်လာတန်း90ကူညီပါမယ်ဆိုတော့ကအဲ့ဒီတန်း90အကူညီပေးမှုဟာစစ်ကောင်စီအကျိုးမြတ်မရစေရန်ဂရီထားပါမယ်ဆိုပြီးတော့အရက်ဖွဲ့အဖွဲ့အစည်းတစ်ခုကလည်းထောက်ပြထားတယ်ဒါသူတို့သုံးမဲ့52တန်းစီမံကိန်းရတော့အတမေဝမ်းကျောင်းပညာတွေလေးလာတင်ကြားမှုရေလိုရေလက်ဖွံ့ဖြိုးတိုးတက်လူမှာပါဝင်မယ်ဒေါ်လာနောက်ထပ်တန်း43မှာတော့စီမံကိန်းမှာကျန်းမာရေးအာဟာရထောက်ပံ့မှုအမျိုးသမီးများနဲ့ကလေးငယ်များကိုကူညီထောက်ပံ့ပေးမှုတို့မှာပါဝင်ပါမယ်ဆိုပြီးတော့ငလီတန်တင်းနဲ့ကျွန်တော်တို့မြန်မာကိုကမ္ဘာဖန်ကတော့ဒေါ်လာတန်း90ကူညီပါမယ်ဆိုတော့ကအဲ့ဒီဒေါ်လာတန်း90ရလဲမြန်မာငွေ6သိန်းပြည်သူလူထုရဲ့လက်ထဲကိုရောက်ရင်ကံကောင်းဆိုတော့ကစစ်ခွေးတက်ကမရောက်နိုင်တော့အကောင်ကြီးအုပ်စုတွေပဲထပ်ပြီးတော့ခိုးမယ်ဆိုတော့နောက်ထပ်လေရင်စီထပ်ပြီးတော့ဝယ်ဦးမလားတော့မသိသေးပါဘူးကဲတော့ဒါကတော့မြန်မာနာကကျွန်တော်ဖော်ပြထားတော့ကဲတော့နောက်မှာအစီအုံကြီးရမှာတော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ILO ကကျွန်တော်အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းပါတိုက်ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူပါတယ်ဆိုပြီးတော့နီလာကမှာအတီးပြုဆုံးဖြတ်ချက်ချလိုက်တာကိုစစ်ကောင်စီကတော့သူတို့အတွက်စိုးရိမ်စရာမရှိပါဘူးကန့်ကွက်စာတွေထုတ်ပြန်တဲ့အပြုံမှပဲအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ခွေးတက်ကျွန်တော်အယုံကြီးကိုက်နေရတဲ့ lobby တွေကလည်းမနေရတဲ့စပြီးတော့ line ပေါ်တွေမှာပြည်သူလူထုကြားထဲမှာအထင်မြင်လွဲအောင်လို့ဝါဒမိုင်းတွေဖြန့်နေ ILO ရဲ့အတီးပြုဆုံးဖြတ်ချက်ကြောင့်အောက်ခြေကျွန်တော်လုံသားတွေဖြစ်တဲ့စက်ရုံလုံသားတွေအလုံးလုံးမဲ့တွေဖြစ်တော့ပါမယ်ဘာညာဆိုတာကိုနောက်မှာကျွန်တော်ကအဲ့လိုမျိုးတွေတက်တည်တွေပြန်ပြီးတော့ပြချင်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားများတမကအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမောင်မောင်ကိုတွဲဆုံမင်းမြန်းခြင်းနဲ့စစ်ခွေးတက်ကအယုံရင်ကိုက်နေရတဲ့ဘောမကြုံမျိုးမင်းတို့ကိုအောက်တန်းသားမှ
ပုရုမာဖာသွင်းဆိုတော့အမတွေလိုင်းပေါ်မှာပြည်သူလူထုအထင်မလွဲအောင်လို့အဲ့ဒီအတီးပြူဆုံးဖြတ်ချက်ပေါ်မှာဝါဒမိုင်းတွေဖြတ်လာတဲ့ကိစ္စနဲ့ဥမောင်မောင်ရဲ့ကျွန်တော်ပြန်လဲဖြေကြားချက်ကိုကျွန်တော်တက်နိုင်သလောက်အချင်းချုံလာပါတယ်ကျွန်တော်မောင်မတွေ6မိနစ်စာတော့ရှိပါတယ်တေချာလေးဂယူးဆိုင်ပြီးတော့ကျွန်တော်တို့တူစပြီးတော့နားထောင်ကြည့်လိုက်ရအောင် ILOS ဟိုရရေးယူမှုရမြန်မာနိုင်ငံမှာရှိတဲ့အလုပ်လုပ်နေတဲ့အခုအထည်ချုပ်တွေဖရက်ချုပ်စက်ချုပ်ချုပ်ဘာချုပ်ညာချုပ်တွေကိုပစ္စည်းအခု order မှာတဲ့နိုင်ငံတွေရှိတယ်အဲ order မှာတဲ့နိုင်ငံတွေကမမှားအောင်လို့ဒီ ILOS ဟိုရစီမင်းစီကံရအောင်မအောင်လို့ဒီစက်ရုံလုပ်သားတွေအခြေခံလုပ်သမားတွေတော့ကတော့အရန်ထိခိုက်သွားတယ်အဲ့တော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်ကြီးတွေကအေးတော့မပြတ်ဘူးအေးစစ်စစ်ပဲတခုတော့ရှိရတော့ပြောနေမယ်ဟေးဒီအလုပ်သမားတွေအလုပ်မရှိတော့တဲ့နေ့မှာဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းကိုဆန္ဒမပြဘူးလို့ပြောနိုင်ဘူးဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းနဲ့အစိုးရအဖွဲ့ဟိုပေါ်တော်လာပုံကောင်းမှုတွေမလုပ်ဘူးလို့မပြောနိုင်ဘူးစသဖြင့်တို့ကပြောင်းပြန်စဉ်းစားပြီးတော့အလုပ်သမားလူဒန်းစားကြီးမှာဂျားထဲမှာအလုပ်ကန်ခွန်လန်းနေပျက်စီးသွားအောင်လုပ်တဲ့အတွက်ပျက်စီးသွားတာဒါစစ်အာဏာရှင်ရှိလို့ငါတို့အလုပ်ကန်ခွန်လန်းပျက်စီးတယ်စစ်အာဏာရှင်ကိုချရမယ်ဆိုတဲ့စိတ်မျိုးဝင်သွားစေခြင်းနဲ့စိတ်ဓာတ်နဲ့များလှုပ်သလားဆိုတဲ့မေးခွန်းရှိတယ်ဟိုကကဘာကြီးဆိုလို့ဥပဒေမကြည့်ဘူးမြန်မာနိုင်ငံသားအလုပ်သမား3-4သိန်းနဲ့ချီတော့အလုပ်သမားတွေဒုကြီးကိုအလုပ်လက်မဲ့ဖြစ်အောင်လုပ်တဲ့ ILO အုပ်စုကိုတွားပြီးတွန်းပို့တဲ့ခြုံတုံးအုပ်စုနဲ့ ILO မှာအဲ့လိုဆုံးဖြတ်လိုက်တဲ့အဲ့ဒီနိုင်ငံချို့တွေအပေါ်မှာကျွန်တော်တို့အနေနဲ့ကတော့ပွင့်လင်းပြောရင်တော့မင်းတို့လည်းမင်းတို့မိုးကောင်းလို့ရွာထားကြလို့ပဲကျွန်တော်တို့ပြောမှာပဲနော်အခုလက်ရှိလဲ ILO ကဒဏ်ခတ်တယ်ဟုတ်ပြီ ILO ကဒဏ်ခတ်တယ်ဆိုလို့ရှိရင်နော်ပြည်ဆိုင်ရာလို့သမားကြီးကဖွဲ့ချုပ်ကဒဏ်ခတ်တယ်ဆိုနော်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးဆိုရင်ဘယ်သူတွေနစ်နာလဲပြည်သူတွေပဲနစ်နာတယ် lobby တွေပြောတာကစက်ရုံတွေတော့ပေးကုန်တော့မှာပဲเนาะအခြေခံလို့သမားတွေတော့ဒုက္ခရောက်ပါဘဝပြတ်ပါပြီလို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဆုံးဖြတ်ချက်ထက်မှာဘာပါလဲဆိုတာကိုပြန်ကြည့်ကြရအောင်အဲ့ဒီမှာ sanction ဆိုတဲ့စီးပွားရေးပိတ်ဆို့မှုဆိုတဲ့စကားလုံးတစ်လုံးမှမပါပါဘူးဗျာ ကဲကြားလိုက်တိုင်း တေချာပြိုးပြဲပြီးဖတ်ပါလို့ကျွန်တော်အဲ့ lobby တွေကိုပြောချင်ပါတယ်เนาะကျွန်တော်တို့ပြည်သူတွေအခြေခံလို့သမားတွေလည်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့တောင်းဆိုတဲ့မှာအထည်ချုပ်စက်ရုံတွေပိတ်ပါဆိုတဲ့စကားလုံးလည်းမပါဘူးเนาะအထည်ချုပ်ပစ္စည်းတွေစက်မှုကုန်တို့ပစ္စည်းတွေမရောင်းပါနဲ့ဆိုတာမဝယ်ပါနဲ့လည်းတစ်လုံးမှမပါဘူးကျွန်တော်တို့ပြောနေတဲ့ဟာကအဲ့ဒီ resolution ဆုံးဖြတ်ချက်ရဲ့အပိုင်နှစ်ဂငယ်2C မှာပေါ့နော်ပါတာအရင်ရေးကြည့်ပါတယ်အဲ့ဒါကပါလဲဆိုတော့နိုင်ငံအားလုံးကိုစစ်အုပ်စုနဲ့စကားရေးကြည့်ပါတယ်နော်စစ်အုပ်စုနဲ့လို့ပြောပါတယ်စစ်အုပ်စုနဲ့ဆက်ဆံနေတာကိုပြန်လည်သုံးသပ်ပါဘာဖြစ်လို့လဲဆိုတော့မသုံးသပ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဒီစစ်အုပ်စုနဲ့အလုံးလုံးနေတယ်ဆိုရင်တော့စစ်အုပ်စုကိုအားပေးအားမြောက်ပြီးတော့ကြားမယ်ဒါတစ်ခုနောက်တစ်ခုကပါလဲဆိုတော့ဂျက်လေမြန်စီနဲ့ပတ်သက်လို့ရှိရင်တေးသေးရှာသုံးသက်စစ်ဆေးပြီးတော့အလုပ်လုပ်ဖို့လိုပါတယ်ဆိုတာပါပါတယ်เนาะဒါကဂျက်လေမြန်ကိုလည်းကျွန်တော်ထင်တယ်ကျွန်တော်တို့မှာရှိတဲ့စက်မှုကုန်ထုတ်ကအလုပ်သမား3သိန်းရှိတယ်လို့ပြောကြတာပေါ့ဗျာ3သိန်းရဲ့10ရာခိုင်နှုန်းကဂျက်လေမြန်မစည်းနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်ဒါစော်ကားတာမဟုတ်ဘူးပဂတိစီးပွားရေးအခြေအနေကြောင့်ကျွန်တော်ပြောတာပါဟိုဆိုဗာလဲဟိုအင်မတန်ရေးကြည့်တဲ့ကျမ်းမာရေးအခြေအနေကြောင့်လို့ဘာလို့ကြောင့်စီးကြရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တလားတစ်ခါတော့ဘယ်သူမှတော့မစည်းနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါမှမဟုတ်ဂျက်လိမ်မြန်စီပိတ်တာကကျွန်တော်ရဲ့စက်မှုကုန်ထုတ်လုပ်သမားတွေပေါ်မှာဘလို့မှတရားဝင်မရှိဘူးလို့ကျွန်တော်ပြောချင်ပါတယ် lobby တွေကတော့တအားအော်နေပြီပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့သေးသေးချာချာစာကိုစီစစ်ပြီးတော့ရေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့အခြေခံစက်မှုကုန်ထုတ်လုပ်သမားတွေပေါ်မှာထိခိုက်မှုမရှိအောင်ကျွန်တော်ရေးထားတာဖြစ်တယ်အတင်းလာပြီးထိခိုက်မယ်လို့ပြောတဲ့လူတွေဆိုရင်မေးပိုင်ခွင့်ရှိတယ်နော်မမေးရဘူးလို့ပြောရင်လည်းဒါမဟုတ်သေးဘူးအခုကျွန်တော်ဖြေသလိုပဲပြောပါအဲ့ဒီဂျက်လိမ်မြန်စီပိတ်တဲ့ကိစ္စကျွန်တော်တို့ဘာကြောင့်အလုပ်ပြောရမှာလဲဆိုတဲ့ကိစ္စတစ်ခုနောက်တစ်ခါစစ်တပ်ရဲ့စီးပွားရေးမင်းအွန်လိုင်းသားသမီးစီးပွားရေးကိုပိတ်တာကကျွန်တော်တို့ဘာလို့အလုပ်ပြောရမှာလဲဆိုတာကိုမေးကြပါလို့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အပိုင်နှစ်ဂငယ်ကအရန်ရေးကြည့်ပါတယ်အဲ့ဒါဖတ်ကြပါအဲ့ဒီဟာကလုံးဝတနိုင်ငံလုံးကိုစီးပွားရေးပိတ်ဆို့လိုက်မယ်ဆိုတာမဟုတ်ပါဘူးရေးမထားပါဘူးဆိုတာကိုကျွန်တော်ပြန်တင်ပြချင်တာပါခင်ဗျာဟိုချမ်းသာတဲ့လူတွေရှိတယ်ဗျာဒါတို့မိဘဟိုဆွေမျိုးအားလုံးတွေကအစောကြီးတဲ့ကောင်းကောင်းဝယ်လုပ်ပြီးချမ်းသာတဲ့လူတွေအယောင်းဝယ်လုပ်နေတဲ့လူတွေအဲ့ဒီလူတွေရှိသောဂွင်နဲ့လုပ်နေတဲ့လူတွေရှိတယ်နော်တို့စစ်တပ်ရဲ့ဂွင်ပေါ့ဗျာမသူ့သားသမီးနဲ့ပေါင်းတယ်တို့ဟိုဟာတို့ပေါင်းတယ်ဒီမင်းသားတွေမင်းသမီးတွေအဲ့ဒီလူတွေတော့ထိမှာပဲနော်အဲ့ဒီလူတွေအခြေခံလူတန်းစားတော့မဟုတ်အဲ့ဒါတော့ရှင်းအောင်ပြောပြမယ်နော်ဒီအချိန်မှာစေးအုပ်စုနဲ့ဟိုဗီဒီယိုရိုက်တာတို့ရုပ်ရှင်ကုမ္ပဏီတို့စေးသွင်းတာတို့နောက်ဆုံးပါလေဟိုဆိုလာပြားတွေသွင်းတဲ့လူတို့အဲ့ဒါတွေအားလုံးကမင်းအောင်လိုက်သားသမီးလောက်တာတော့အဲ့ဒါတော့အကင်ခံရမှာအဲ့ဒါတော့ရှင်းတယ်နော်ဘယ်နာမည်နဲ့လို့နော်အဲ့ဒါတော့အကင်ခံရမှာအကင်ခံရမယ်ဆိုရင်ဘယ်လိုကင်မှလဲလို့မေးရှင်းပြမယ်ရှင်းလေးပါပဲ
နော်အမေရိကကနေပြီးတော့ sanction ချထားတာရှိပါတယ် sanction ချထားတော့ရည်နေကြတယ်ဘာမှမဖြစ်လို့လေဒါပေမဲ့သတိထားကြည့်ပါစင်ကာပူကနေပြီးတော့ဒီမြန်မာ Airways ရဲ့စင်ကာပူဘဏ်နေရာနေပြီးမြန်မာ Airways ရဲ့ဒီဘဏ်အကောင့်တွေကိုပိတ်လိုက်ပါတယ်နော်ပြူလူပြတဲ့ဖြစ်သွားတယ်နောက်တစ်ခါဘင်္ဂလားဒေ့ရှ်ကဆိုနာလီဘဏ်ကနေပြီးတော့ဒီမြန်မာကိုဗာလဲ MFT မြန်မာ Foreign Trade Bank နိုင်ငံခြားကုန်သွယ်ရေးဘဏ်နဲ့ MEC မြန်မာစီးပွားရေးဘဏ်တို့အကောင့်တွေကိုပိတ်လိုက်တယ်ပြူလူပြတဲ့ဖြစ်တယ်နေပြည်တော်ခေါ်ပြီးဆွဲလားဆိုလားလို့ဒါဘာမှလုပ်လို့မရအောင်ဘာကြောင့်လဲသိလားဘာဖြစ်လို့လဲဆိုတော့အမေရိကန်ကချထားတဲ့ sanction က secondary sanction ဆိုတာရှိတယ်ဒုတိယကူညီတဲ့လူကိုလိုက်တဲ့ sanction အဲ့တော့စီးပွားရေးပိတ်ဆို့မှုလုပ်ထားတယ်သူတို့ကတတ်မှတ်ထားတယ်စေအုပ်စုကိုတတ်မှတ်ထားတယ် MFTB MECB တို့ကိုတတ်မှတ်ထားတော့အဲ့ဒီလူတွေကိုအကူအညီပေးတယ်ဆိုရင်ဒီဘဏ်တွေပါ penalty ပေါ့နော်တက်ရောက်မှုရှိတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုကျွန်တော်တို့ကတိတိကျကျလိုက်ပြီးတော့ပြောပါမယ်လုံးမဲ့လုံငန်းကိုဖွင့်ပြောနေတာနော်လုံးမဲ့လုံငန်းကိုကျွန်တော်ဖွင့်ပြောနေတာပါဒါကျွန်တော်တို့ကွယ်ကွဲစရာအကြောင်းလည်းမရှိပါဘူးဆိုတော့အဲ့ဒီဟာဒီစေအုပ်စုရဲ့ဓာတ်ရိုက်ဟာလုံငန်းကိုကျွန်တော်လုံးမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ပြောနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီပုံမှန်ပြည်သူဖြစ်ပါတယ်ဆိုရင်အဲ့ဒီနိုင်ငံတွေမှာ license ပြန်တောင်းလို့ရတယ်ခင်ဗျအဲ့တော့ဆုံးဖြတ်ချက်ချပြီးပြီဖြစ်တဲ့အတွက်ကြောင့်အမေရိကန်နိုင်ငံရဲ့ sanction ကိုလည်းကျွန်တော်တို့ပံ့ပိုးမှုလုပ်မယ်ဒါကသူလှုပ်ထားတဲ့ jet လိမ်မြန်နဲ့ပတ်သက်တဲ့ကိစ္စနော်နောက်ထပ်တစ်ခါငွေကြေးစီးစိမှုကိုကျွန်တော်လုပ်မယ်နော်ဒါကလည်းကျွန်တော်အားလုံးကကြားထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလုပ်ငန်းတွေကိုတော့ကျွန်တော်တို့ကမကြခင်စပါမယ်လို့ကျွန်တော်အားလုံးကိုပြောနိုင်ပါတယ်ခင်ဗျကဲအဲ့တော့အပြည့်စုံနားထောင်ခြင်းလေးဆိုရင်ကျွန်တော်ဘေးနားမှာချပေးထားတဲ့မောင်သတင်းဌာနမှာတွားရောက်ပြီးတော့နားထောင်လို့ရတယ်ကျွန်တော်ဘာကြောင့်ဒီ6မိနစ်စာကိုအရင်ဆုံးပြန်ပြီးတော့ share ပေးလဲဆိုတော့မနေ့ကလည်းဘောမကြုံမျိုးလောင်နေတဲ့ဟာလေးကိုကျွန်တော်ကတော့ပေါ့ပါပဲကြည့်ပြီးတော့ပြန်ပြီးတော့ချပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုစောင့်နေတာ NUG ဘက်ကဖြစ်ဖြစ်ဒါတက်ဆိုင်ရာလူကြီးပိုင်းတွေဗာမြန်ပြန်ပြောမလို့ဆိုမင်းညာအဲ့ဒီဗီဒီယိုပိုင်းတက်လာတော့ပြည်သူလူထုကြားထဲမှာဒီကောင်လေးအကြမ်းဖက်စစ်ခွေးတက်ကတော့သူတို့ကတော့ထုံးစံတိုင်းပဲစိုးရိမ်စရာမရှိပါဘူးဟိုတို့နေကစီးပွားရေးပိတ်ဆို့တာဒုက္ခပါဆိုပြီးတော့တန်းရှူလို့လက်ထက်တယ်သူတို့ကအဲ့တိုင်းပဲပြောနေကြပဲကန့်ကွက်စာတွေထုံးနေကြပဲဒါပေမဲ့ပြောချင်တာဒီကောင်လေးဒီပြောတဲ့ကိစ္စတွေကိုကန့်ကွက်စာထုတ်တာတွေကိုပြည်သူလူထုကသိပြီးတော့စိတ်ဝင်စားအောင်အခုဝါရမိုင်းဘလို့တွေဖြတ်နေဆိုပြည်သူလူထုရဲ့ကြားထဲမှာအကြမ်းဖက်စစ်ကောင်စီရဲ့အယွန်းရင်ကိုက်နေရတဲ့စစ်တပ် lobby ကျွန်တော်ကြုံမျိုးမေးပုံစံမျိုးတွေဟိုပုထုမှဖာသွင်းဆိုတော့စောက်စစ်မရှိလို့ကျွန်တော်ထက်ပြီးတော့မပြောတော့ဘူးကြုံမျိုးမေးကသတင်းဌာနတွေလုံနေရဆိုတော့ဒီကောင်ရဲ့ရုပ်တံဗီဒီယိုဖိုင်တွေက TikTok တွေမှာ social media မှာပြန့်နေတယ်အခုတော်များများကျွန်တော်ကွန်မန့်တွေလိုက်ပြီးတော့ကြည့်လိုက်တာဒါအခုဒီကြားထဲမှာပြည်သူတွေကပထမဆုံးခံစားနေတာအကြမ်းဖက်စစ်ကောင်စီရဲ့ license မဲ့ကားတွေဆိုင်ကတို့မတရားဖမ်းဆီးနေလို့အလူလဲခံစားနေရတဲ့အချိန်မှာဒီ ILO ကဒီအတီးပြုကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်စေအုပ်စုနဲ့တို့ရဲ့အပေါင်းပါတိုက်ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေလာပါတော့မယ်ဆိုတဲ့တဲ့ကိုဂျုံမျိုးမင်းကအချိန်ကိုက်မနေရအဲ့လိုမျိုးILO ကအဲ့လိုလုပ်လိုက်တော့ NUG နဲ့တို့အကြမ်းဖက်အုပ်စုတွေကဒါမီးမွှေးပေးလိုက်တာအခုတော့မြန်မာနိုင်ငံမှာအောက်ခြေဆက်ရုံလှုပ်သားတွေအလုံးလက်မဲ့ဖြစ်တော့မှာပဲဆိုပြီးတော့အဲ့ဒီစကားကိုဂျုံမျိုးမင်းကမနေရအချိန်ကိုက်ကိုတခါတည်းရိုက်ထည့်လိုက်တော့ကိုမန့်နေမှာ TikTok social media မှာကျွန်တော်ဝင်ကြည့်လိုက်တော့တချို့ပြည်သူတချို့ကမင်းတို့ကောင်တွေကလက်ခွမ်းထဲမှာပဲဒီလောက်ဒီ license မဲ့ကားတွေရင်းနေပါအဖမ်းခံနေကြားထဲမှာဒီ NUG နဲ့ PDF လို့အောက်ခြေလူသားတွေစက်ရုံလူသမားတွေအလုံးလုံးမဲ့တွေဖြစ်တော့မှာမယ်ဆိုတော့ဒါတွေကအတွေးတွေဝင်သွားတော့သူတို့ရှိမှာအခုလောလောဆယ်မှာလည်းအောက်ခြေစက်ရုံလူသားတွေလိုက်သားမှာဆိုရင်လည်းလောက်ခလာကကြောင့်စန္ဒတွေပြပြီးတော့တိတ်မကြသေးရပဲပြည်လည်သွားတဲ့အချိန်မှာဒါမျိုးသတင်းအမားတွေကိုအချိန်ကိုက်အကြမ်းမဲ့စစ်ခွေးတဲ့အယိုးရင်ကိုက်နေတဲ့ lobby ကဝါရမိုင်းဖြတ်နေလို့ပြည်သူလူထုသိဖို့ကိုကျွန်တော်ဒီနားနေအချိန်ကိုခံပြီးတော့ပြန်ပြီးတော့ share ပေးတာပါအကျေတကွင်းနေပြန်ပြီးတော့မပြောပြတော့ဘူးရှေ့မှာလည်း6မိနစ်စာလောက်နားထောင်လိုက်ရတယ်ဆိုတော့ကအဲ့ကြောင့်မလို့ကျွန်တော်တေချာလေးကျွန်တော်တို့တူလိုက်ပြီးတော့နားထောင်ပါလို့ပြောသွားတာအကြမ်းဖက်စစ်အုပ်စုနဲ့တို့ရဲ့အပေါင်းပါတိုက်ကိုပဲအဓိကကျွန်တော်စီးပွားရေးဓာတ်ခတ်ပိတ်ဆို့မှုတွေလုပ်မယ်ဆိုတော့ကဂျုံမျိုးမင်းကတော့ရှေ့မှာပြောသွားတယ်အကြမ်းဖက်စစ်အုပ်စုနဲ့ဗိုလ်ချုပ်မှုကြီးတွေကအေးတော့မပြတ်ပါဘူးဆိုတော့ဘယ်အေးပြတ်မလဲမင်းတို့ခိုးထားတဲ့ဟာတွေကဆက်သက်စားမကုန်နဲ့ပြည်သူလူထုရှိရာဟာတွေအကုန်လုံးခိုးထားတယ်ဆိုတော့ကစစ်အုပ်စုကအကုန်တွေကတော့ဒါအေးပြတ်မှာတော့မဟုတ်ဘူးဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီနဲ့တို့ရဲ့သားတွေနဲ့ပတ်သက်ကြောင်းတွေကျွန်တော်လုံနေတဲ့အကောင်တွေကတော့ကောင်းကောင်းကျွန်တော်ထိလိမ့်မယ်ဆိုတော့ကရှေ့မှာကျွန်တော်ဦးမောင်ပြောသွားတဲ့အတိုင်းပဲဒါဟုတ်တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းတွေအရေးယူခံတဲ့အချိန်မှာကျွန်တော်တို့ကတော့စစ်အုပ်စုနဲ့လုံးဝမသက်ဆိုင်ပါဘူးဆိုရင်ပြန်လည်ပြီးတော့တပ်တွေထောက်ထားပြနိုင်တော့တို့ဘက်ကပြန်လည်ဖြေလျှော့ပေးတဲ့ option လေးတစ်ခုကလည်းရှိတယ်ဆိုတော့ကျွန်တော်ဒီနားနေပြောချင်တာပါအဲ့တော့ကျွန်တော်လည်းသိတဲ့တတ်တဲ့လူတွေအများကြီးလည်းရှိပါတယ်ဒါတွေကတော့ကျွန်တော်ကတော့မြင်သာထင်သာအောင်ဒါတက်နိုင်တဲ့လောက်ဗီဒီယိုဖိုင်တွေကိုပြန်ပြီးတော့ကျွန်တော်ဆက်ပြတာပါကဲတော့နောက်မှာဒီကနေ့ကတော့ကျွန်တော်ကြိုပြီးတော့ပြောထားပါတယ်ကျွန်တော်ကလည်းလေကြောရှိတတ်တာနဲ့ဗီဒီယိုဖိုင်လေးတွေရှေ့ပါနေအောင်မယ်နောက်မှာထပ်ပြီးတော့ကြည့်ရမယ်တပုတ်ကတော့
ပလဲမှာကျွန်တော်တို့ကြောပြန်တိုက်ပွဲတွေဖြစ်နေပြီးတော့ကန်တောင်းကြီးရွာနေမီရဲစခန်းဆိုရင်ရှေ့မှာကျွန်တော်ဖတ်ပြတယ်ဒီနေ့ဆိုရင်ဒါ9ရက်မြောက်နဲ့6ရက်မြောက်တွေကိုရောက်သွားပြီတော်လိုင်းပူပုံတပ်ဖွဲ့တွေအကြမ်းဖက်စစ်ခွေးတွေကရဲခွေးပြူခွေးစစ်ခွေးတွေအကုန်လုံးဟိုတရဇက်ကိုထိုးစစ်ဆင်နေတိုက်ပွဲကတော့တော်တော်လေးကိုပြင်းထန်နေတယ်ဒီလောက်ထိစစ်ခွေးတပ်ဘက်ကအကြအဆုံးများနေတာကိုနောက်မှာစာကလေးကောင်ဖာကောင်းနဲ့ကျော်စိုးဟန်ကြီးကိုကြောက်ပြီးတော့ဇော်ဘွင်းကိစ္စနဲ့မင်းညာလိုင်းမော်တက်လာပြီးတော့ကျွန်တော်ဘေးနားမှာစကရင်ရှော့ချပေးထားတယ်ဘာပြောတာအကိုကြီးကျွန်တော်တို့ခေါင်းပေါင်းတွေခေါင်းချင်းဆိုင်ပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်တို့နောက်ဆုံးချိန်ထိခံချမှာပါဆိုပြီးတော့ပေါက်လို့ပဲစားဗျမ်းမလာကြီးပြောထားတယ်နောက်မှာတက်တည်ပြမဲ့ရုပ်တံဖြူပါလည်းရှိပါတယ်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ကားတောက်နယ်မြေရဲစခန်းကိုစစ်သွေးကြောက်အုပ်စုတွေကဇွန်လ2ရက်နေ့မနက်4:00နာရီနဲ့စတိုက်တာဒီကနေ့ထိပါလက်ရှိလည်းကျွန်တော်တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့2ရက်3ရက်4ရက်5ရက်ဆိုရင်ကျွန်တော်တို့ရက်ပေါင်းမနေတော့6ရက်ပေါ့ဗျာဒီနေ့ဆို9ရက်ဖြစ်သွားပြီရက်ပေါင်းမနေတော့အဲ့တော့အဲ့မှာရှိတဲ့ကျွန်တော်တို့တက်မော်သားမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေတကယ်ကိုကျွန်တော်တို့ဂုဏ်ယူပါတယ်အဲ့တော့အဓိကဒီသတင်းတင်ပြတာကကန်တောက်နယ်မြေရဲစခန်းမှာရှိတဲ့တက်မော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအားလုံးကိုကျွန်တော်ဂုဏ်ပြုပါတယ်ဂုဏ်ယူပါတယ်အဲ့ဒီကန်တောက်နယ်မြေရဲစခန်းမှာတာဝန်ကျနေတဲ့ခေါင်းပေါင်းတွေပေါ့ဗျာဒီရဲတပ်ဖွဲ့ရဲ့တက်မော်နှစ်ခုသူတို့အဲ့မှာရှိတဲ့ခေါင်းပေါင်းတွေကခေါင်းညွှန်ဆိုင်လိုက်တယ်ဘာဖြစ်လဲခေါင်းညွှန်ဆိုင်နေပြီးဒီမှာရှိတဲ့တပ်ဖွဲ့ဝင်တွေအားလုံးခေါင်းညွှန်ဆိုင်တယ်ငါတို့တက်မော်ရဲ့တမိုင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့တမိုင်းကောင်းတွေငါတို့ဒီမှာစိုက်ထုမယ်အားတို့ရဲ့တမိုင်းကောင်းတွေမြန်မာနိုင်ငံတည်ရှိနေသူတပ်မတော်ကြီးအတုရှိနေသူရဲတပ်ဖွဲ့ကြီးအစင်ထောင်ရရှိနေသူငါတို့တမိုင်းတွေထောင်ရရှိနေရမယ်ထောင်ရရှင်းတန်နေရမယ်ဆိုပြီးတော့ချမယ်ကွာနောက်ဆုံးချိန်ချမယ်တော့အဲ့လိုဆိုရင်ကဲဟိုမှာကြည့်လေအဲ့ဒီတပ်ဖွဲ့ဝင်တွေသူတို့မိသားစုဝင်တွေမေးလားမသိဘူးမှာနော်ဒါတွေမလို့ချင်ပါဘူးလေကျွန်မသားလေးကိုပဲပြန်ခေါ်လာပေးပါတယ်နော်ပြန်မလာဘူးမဟုတ်လားတဲ့ကြာသွားပြီလေနော်အဲ့တော့ရှေ့ကအကြမ်းဖက်စစ်ခွေးတဲ့အယိုးရင်းကိုက်နေရတဲ့ခွေးမာသားစာလေးကောင်းလိုမျိုးတခြားအောက်တန်းသားကျွန်တော်လိုပြီးတဲ့ line ပေါ်ကနေအဲ့လိုမျိုးပေါက်လို့ပဲသားသတင်းမားတွေဖြန့်တယ်တကယ်တမ်းခံရတော့အဲ့ဒီကျွန်တော်နယ်မြေရဲစခန်းတွေကနေဒါအောက်ချီကျွန်တော်တပ်သားတွေသူတို့ရဲ့မိခင်တွေပဲဟိုမှာရုပ်တံဗီဒီယိုဖိုင်တွေကတပ်တင်တွေကကျွန်တော်ပြန်လဲပြီးတော့တွဲပေးထားရေးဆိုတော့ဒါသတင်းမှာကိုဖို့စီကိုကျွန်တော်ဒီနားကနေ credit ပေးပါတယ်အဲ့ဒီကန်တောင်းကြီးကနယ်မြေရဲစခန်းတော့နှစ်ဖက်ကျွန်တော်တိုက်ပွဲကတော့ပြင်းထန်နေတဲ့အတွက်ကြောင့်အကြဆုံးနေရတော့ရှိတယ်ဒါပေမဲ့အကြမ်းဖက်စစ်ခွေးတဲ့ဘက်ကဘလောက်ဒီအကြဆုံးများလဲဆိုရင်ဒီကောင်တွေအဲ့လိုမျိုး line ပေါ်တက်ပြီးတော့ဂုံယူပါတယ်ဒါလုံးဝတမိုင်းမရိုင်းစရာကိုခံချပါမယ်ဆိုရင်တော့တိတ်မကြတော့အဲ့ဒီစကန်အခြေအနေမကောင်းတော့ဘူးအခုရှေ့မှာလည်းရှေ့ကကာကင်းစကန်တူကိုရရှိနေပြီဆိုတော့ကသတင်းကောင်းတွေဆက်ပြီးတော့ကြားဖို့ရှိတယ်ပြောချင်တာတော့မင်းတို့အကောင်ရုပ်တံဗီဒီယိုဖိုင်တွေကိုကြည့်နေတဲ့9000စားတွေစစ်ခွေးတဲ့ထောက်ခံတဲ့မင်းတို့တက်ထရမိသားစုဝင်တွေဒီကောင်တွေပြောတဲ့အတိုင်းလိုက်ယုံနေမေးဆိုရင်တော့ရှေ့ကအမိုင်းလိုပဲတူသားလိုမျိုးပဲကိုယ့်ရဲ့မိသားစုဝင်တွေအလှည့်ကြရင်လည်းပြန်မလာနိုင်တော့ဆိုတော့ဒီကောင်တွေကလော်ဘီကြီးရောက်လို့ပေါက်လို့ပဲစား line ပေါ်တက်ပြီးတော့သတင်းမားတွေဖြန့်နေအောင်ကျွန်တော်ကတက်တည်နေတွေကလာပြီးတော့ပြောပြတာပါကဲတော့နောက်မှာကျွန်တော်မောင်နှမတွေလည်းရှေ့မှာသတင်းတွေကိုဗီဒီယိုပိုင်းအရှိကြီးတွေကိုကြည့်လိုက်ရလို့ဒါရည်လဲရည်သေးချင်တာနဲ့အကြမ်းဖက်စစ်ခွေးတဲ့ဘက်ကဝါရမိုင်းဖြန့်တဲ့နေရာမှာနံပါတ်1ပဲဆိုတော့ကအောင်ပွဲကရှေ့တန်းပြန်လာတဲ့အရာရှိစစ်တီတွေကိုဂုံပြူးညတာစားပွဲဆိုလို့ဘယ်နေရာမှာအောင်ပွဲရလာတော့ဒီတစ်ချက်လောက်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပုံမှန်ကြည့်အောင်ပွဲရပါတယ်အရာရှိစစ်တီတွေဂုံပြူးညတာစားပွဲလေဘယ်နေရာမှာအောင်ပွဲရလာတယ်အေးအဲ့လိုဝါရမိုင်းဖြန့်လားပုံမှန်ကြည့်လေအောင်ပွဲရဖို့နေနေတာလားဆက် 1 2 3အော်အေးနော်ကဲအဲ့တော့ပြောချင်တာဘာလဲဆိုတော့အဲ့လိုမျိုးဒါပြီးကနေမှကျွန်တော်မောင်နှမတွေရည်သေးခြင်းလို့ဒီကောင်တွေကအဲ့လိုမျိုးဝါရမိုင်းဖြတ်တဲ့နေရာမှာအကြမ်းဖက်စစ်ကောင်တွေနဲ့အယိုးရင်းကိုက်ထားတဲ့ lobby တိုက်ကတော့နံပါတ်1ပဲဆိုတော့ကအောင်ပွဲရလာတဲ့ရှေ့တန်းပြန်တဲ့အရာရှိစစ်တီ